ကျမတို့ World Vision ကပညာရေးအစီအစဉ်တွေကနေတဆင့်ကလေးငယ်များအတွက်စဉ်ဆက်မပြတ်သင်ယူနိုင်ခွင့်ကိုလှုံ့ဆော်နေလည်းရှိပါတယ်။ဒီအစီအစဉ်တွေကနေတဆင့်အားလုံးအကျုံးဝင်မှုကလေးများအားလုံးအကျုံးဝင်မှုဆိုတာကိုလည်း World Vision ကပညာရေးအစီအစဉ်တွေကနေအထောက်ပံ့ပေးလေးရှိပါတယ်။မတ်လ28ရက်နေ့မှာမန္တလေးမှာပြင်းထန်စွာငလျင်လှုပ်ခဲ့ပါတယ်။ဒီငလျင်ကြောင့်ပဲကလေးတွေကသင်ယူမှုယာယီရပ်တန့်ခဲ့တယ်။ငလျင်တန်းကြောင့်သမီးတို့စာကြည့်ရိုက်တွေစာဖတ်ဝိုင်းတွေဟာပျက်စီးသွားတဲ့အတွက်သမီးတို့ကတငယ်ချင်းတွေနဲ့ပဲမတွေ့ရဘူး။အိမ်မှာပဲနေရပါတယ်။သမီးတို့စာကြည့်ရိုက်မှာပါဝင်ရတဲ့အတွက်အသိပညာရရတယ်။ဘဘူးတူရာရရတယ်။သမီးတို့ကျောင်းစာရေးမှာပဲထောက်ကူပြုတယ်။စာစီစာကုန်းရေးပဲအပဲတကူရေးနိုင်ပါတယ်။ဆိုဒီလောက်ခက်ခဲတဲ့ငလျင်ကြောင့်ကျမတို့ရဲ့လက်ရှိစီမံကိန်းမှာအကောင့်ထဲပေါ်ထားတဲ့ကလေးစာကြည့်တိုက်တွေပျက်စီးမှုတွေရှိခဲ့တယ်။တင်ယူမှုနေရာတွေချိုးယွင်းမှုတွေရှိခဲ့တယ်။ဒါကြောင့်ဒီလိုမျိုးအပျက်အစီးတွေချိုးယွင်းမှုတွေကိုကျမတို့အလျင်အမြန်ပဲထိမ့်သိမ့်နိုင်ဖို့အတွက်ကျမတို့ရဲ့ဒီကလေးပျော်စာကြည့်တိုက်တွေကိုအလျင်အမြန်တည်ထောင်ခဲ့ရတယ်။ကလေးတွေလည်းဒါမှပဲတင်ယူမှုဒါမှမဟုတ်တင်ယူမှုကိုပြန်ပြီးတော့အကျိုးသက်ရောက်နိုင်မယ်။တင်ယူမှုနဲ့လက်လှမ်းပြန်မိနိုင်မယ့်အတွက်ကြောင့်မို့လို့ကိုဒီအစီအစဉ်တွေကိုကျမတို့အရေးပေါ်ကယ်ဆယ်ရေးအနေနဲ့ပဲစတင်ကောင်းထည့်ဖော်ခဲ့ပါတယ်